ဒီနေ့မှာတော့တိုဖူကိုအလွယ်ကူဆုံးကြိုပြီးတိုဖူကြော်ကြော်စားခဲ့ပုံလေးကိုမျှဝေပေးသွားပါမယ်ရှင်တိုဖူကြိုဖို့အတွက်ကျမကမွေးပဲစိတ်မုံကိုသုံးခဲ့ပါတယ်ရှင်အညွှန်းမှာပါတဲ့အတိုင်း150 g ပဲမုံတစ်ထုပ်ကိုရေ300 ml သုံးပြီးတော့ဖြောပါမယ်ဖြောပြီးသွားပြီဆိုရင်တော့အမုန့်တွေလုံးဝပျော်ဝင်သွားအောင်ကျမက15 မိနစ်ခန့်နှက်ထားပါတယ်ရှင်ပြီးရင်ရေ350 ml ထည့်ထားတဲ့ရေပုတ်ပွက်စုမှာစနွေးအနေငယ်ထည့်ပါမယ်စနွေးမုန့်တွေရေထဲမှာလုံးဝပျော်ဝင်သွားပြီဆိုမှခဏကဖြောထားတဲ့တိုဖူရေကိုထည့်ပါမယ်ရှင်မဟုတ်ရင်စနွေးအမုန့်လိုက်ကတိုဖူအတုံးထဲမှာပါလာတတ်လို့ပါပြီးရင်တော့မီအေးထားပြီးတိုဖူကိုအဆက်မပြတ်မွေးပါမယ်တိုဖူကြိုထားတာတွေနည်းနည်းပြစ်လာပြီဆိုတဲ့အနေအထားမှာကျမကစားနဲ့တကြားအနှဲငယ်ကိုထည့်ပါရရှင်စွန်းနဲ့တွန်ချလိုက်လို့ကြွက်မီတန်းလာတဲ့အနေအထားရောက်ပြီဆိုရင်တော့တိုဖူခဲလို့ရပါပြီအကယ်၍မိမိကတိုဖူနှွေးစားခြင်းနဲ့ဆိုရင်တော့ဒီအစစ်မှာပဲရေနည်းနည်းချင်းစီထည့်ပြီးမီအေးအေးနဲ့ဆက်လက်တည်ထားလို့ရပါတယ်ရှင်တိုဖူမျက်နှာပြင်တွေညီသွားအောင်လို့ကျမကဇွန်းနဲ့လိုက်မညီတော့ပဲလင်ပန်းကိုပဲခါပြီးတော့တိုဖူမျက်နှာပြင်တွေညီသွားအောင်လုပ်ခဲ့ပါတယ်ရှင်ဒါကတော့ရေခဲတစ်တာထဲမှာမိနစ်30ခန့်ထားပြီးတော့ရလာတဲ့တိုဖူ3အခြေအနေပါတိုဖူ3ကြော်ဖို့အတွက်အတုံးသေးသေးလေးတွေလွှာထားပါမယ်ပြီးတော့ကျမကစီပူပူမှာပျောက်ကော်မောအနေငယ်ကိုထည့်ခဲ့ပါတယ်။တိုဖူကြော်တဲ့အခါမှာကြွကြွရွရွလေးဖြစ်နေအောင်လုပ်ပါရှင်။တိုဖူကြော်ပြီးပြီဆိုတော့တိုဖူကြော်နဲ့တွဲစားဖို့အတွက်မကြီးချင်းဖြောပါမယ်။မကြီးချင်းဖြောဖို့အတွက်ကြက်သွန်ဖြူနဲ့ချင်းထောင်းထားတာရဲ့ငရုတ်တီထောင်းထားတာရဲ့ကြက်သွန်နီရဲ့မုံလာထုတ်ပပလွှာထားတာရဲ့ကိုသုံးပါတယ်ရှင်။စားနဲ့ငရုတ်ဆော့အနေငယ်ထည့်ပြီးရင်မကြီးရည်ထည့်ပြီးတော့ဖြောပါမယ်ရှင်။ရမ်းစားလို့ကောင်းတဲ့ကြွကြွရွရွတိုဖူကြော်လေးရပါပြီရှင်ကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်